အားလုံးပဲမင်္ဂလာပါဆရာတို့ဒီဗီဒီယိုလေးမှာတော့ IELTS နဲ့ပတ်သက်တဲ့သိသင့်တဲ့အခြေခံ information တွေအကုန်လုံးကိုတခါတည်းတင်ပြပေးသွားပါမယ် IELTS ကတော့ International English Language Testing System ဆိုတဲ့အတိုင်းသူကနိုင်ငံတကာမှာအသုံးပြုနေတဲ့အင်္ဂလိပ်ဘာသာစကားကိုစစ်ဆေးခက်ပြပေးတဲ့စနစ်တစ်ခုဖြစ်ပါတယ်ဒီတမိုးကသူကဘာကိုအဓိကစစ်ဆေးတာလဲဆိုတော့ English language English ဘာသာစကားကိုဘယ်လောက်များကျွမ်းကျင်သုံးတတ်လဲဆိုတာမျိုး proficiency ကိုစစ်ပေးတာပါအဲ့တော့ဒီ language testing system ကတကယ်ကိုတက်တန်းလဲကြာရှိပြီနိုင်ငံတော်များများလက်ခံတဲ့ university တွေဒီအလုပ်ရှင်တွေဒီ immigration process တွေ authority တွေတော်တော်များကဒီလက်ခံတဲ့စနစ်ဖြစ်တယ်ဒီ IELTS ကိုဖြေတယ်ဆိုတာဘာယူရတဲ့ဖြေရဆိုတော့တယောက်ယူချင်းမတူကြဘူးဒါပေမဲ့သူတို့လက်ခံတဲ့ဒီတက္ကသိုလ်တွေနိုင်ငံတွေအဖွဲ့အစည်းတွေအများကြီးပါပဲကိုဖြေဆိုမဲ့ကိုသွားခြင်းတဲ့လမ်းကြောင်းမှာ IELTS ကိုလက်ခံတယ်ဆိုလို့ရှိရင်တခြားလေးကိုလေ့ကျင့်မှဖြေသွားလို့ရပါတယ်သူက 4 skill လုံးကို test လုပ်တာပါ skill တစ်ခုချင်းစီကိုခွဲမှစစ်တယ် listening reading writing speaking ဆိုမှသက်စီကိုသူစစ်ပါတယ် IELTS ကို general နဲ့ academic ဆိုမှနှစ်မျိုးခွဲထားပါတယ် general နဲ့ academic IELTS ကတကယ်တော့ listening နဲ့ speaking ကတော့ format အတူတူပဲမေးတဲ့မေးခွန်းပုံစံတွေလည်းအတူတူပဲเนาะလေ့ကျင့်တာအတူတူသဘောမျိုးလေ့ကျင့်လို့ရတယ်ဒါပေမဲ့ reading နဲ့ writing မှာတော့ကွဲပြားမှုရှိတယ် format လေးရှင်းလို့ရှိရင်တော့ကျွန်တော်ဒါအသေးသေးရှင်းပေးမယ်academic ကကျတော့ဘယ်လိုလက်ခံလဲဆိုလို့ရှိရင် university admission တွေကို university သွားတက်မယ်လို့เนาะ higher education သူများနိုင်ငံမှာသွား join မယ်လို့เนาะဟိုဒီ high school ဘာလို့ပေါ့เนาะ university ဝင်ခွင့် entrance တို့เนาะ professional registration ဆိုတာကိုအလုပ်သွားလုပ်မယ်ဆိုလို့ရှိရင်လည်းဒါတို့ကဒီ academic IELTS ကိုတို့တောင်းတယ်အဲ့ကိုဖြေတဲ့ဟာမှားလို့မဖြစ်ဘူးเนาะဟိုတို့တောင်းတဲ့ဒီ IELTS ကိုမျိုးစားဖြေပေးရမယ် general ကကျတော့ဒီနိုင်ငံပြောင်းရွှေ့မှနိုင်ငံသားခံယူတာမျိုးတို့ migration process တွေเนาะတချို့အလုပ်ကိုင်းနေမှာဒါမှမဟုတ်တချို့ secondary education တွေမှာဆိုလို့ရှိရင်လည်း general IELTS ကိုလက်ခံတာမျိုးရှိတယ်အခုဖြေမဲ့စာမွေးကဘယ်လိုမျိုးစားလဲဘာလိုအပ်တာလဲဆိုတာကို requirement သိချာကြည့်ထားရမယ်เนาะIELTS test format အနေနဲ့ကကျတော့သူကစစ်တာဒီလို၄ခုလုံးတခါဇက်လိုက်ပေါ့เนาะစစ်တာ listening reading writing speaking ကြာချိန်လေးကကျတော့ listening ကစက္ကန့်30နီးပါးပေါ့เนาะလောက်ကြာတယ် reading ကတော့ကွက်တီပဲတနာရီမိနစ်60 writing တနာရီမိနစ်60တာပေးတယ် speaking အနေနဲ့ကျတော့ round ပါပေါ့เนาะဒါလည်း just generally 7 minutes 10 minutes 15 minutes အဲ့လောက်ဝန်းကျင်เนาะအဲ့မှာသူက speaking ကျတော့ပြောလို့ပြီးတယ် reading and writing ကတော့အတိအကျ speaking and listening ကတော့ဒါ just approximate time IELTS listening ကြောင်းလေးရှင်းပြမယ်เนาะ IELTS listening ကကျတော့ပတ်၄ခုရှိတယ် part 1ကကျတော့ everyday conversation ဆိုတာ means နေ့တိုင်းပြောဟိုပြန်လည်ပြောဆိုကြရမယ့်ဟာမျိုးကိုကျွန်တော်နောက်ထောင်အောင်ပါဥပမာ telephone conversation တို့နောက်တစ်ခုအကြောင်းစုံစမ်းတာမျိုးတို့သဏ္ဍာန်စုံစမ်းတာမျိုးတို့ဒါမျိုးကသူတို့ပြောတဲ့ဟာမှာ part 1မှာကျွန်တော်နောက်ထောင်အောင်လိမ့်မယ်နော်လူနှစ်ယောက်ပြန်လည်ပြောကြတာမျိုး part 2ကကျွန်တော် everyday monologue ဆိုတာ main တယောက်တည်းပြောတာ mono ဆိုတော့ဒီဥပမာခါကြလို့ရှိရင်ဒီ guided tour ပေါ့နော်ဟိုကြီးသွားတယ် tour guide ကရှင်းပြတာမျိုးเนาะတယောက်တည်းမှာတော့ဘယ်အကြောင်းအရာလေးတစ်ခုကိုသူရှင်းပြနေတာမျိုးဒါမှမဟုတ်တော့ရတယ်เนาะ part 3ကျတော့ academic discussion ဆိုတာ means ဒီမှာ2ယောက်ဟို3ယောက်4ယောက်လောက်ထိပါတယ်เนาะ speaker ပြောနေတဲ့သူက3-4ယောက်လောက်ထိပါတယ်နေသူတို့ကဒီ university နဲ့ပတ်သက်အကြောင်းအရာဒါမှမဟုတ်သင်တန်းဟောဒီတစ်ခုပေါ့နော် project ဒါမှမဟုတ်သူတို့ဆွေးနွေးနေကြတာမျိုးဒါကိုနောက်ထောင်ရလိမ့်မယ် part 4မှာကျတော့ academic lecture ဆိုတာ mean ဒီတယောက်တည်းကပြောတာပဲ lecturer ဟောဒီ university မှာ lecture ပေးနေလို့မျိုးဒါမှမဟုတ်တစ်ခုကိုတင်ပြနေလို့မျိုး topic တစ်ခုအကြောင်းတော့ပြောနေတဲ့ဟာမျိုးနောက်ထောင်အောင်မယ်ဟုတ်နော်အဲ့ဒါပတ်က၄ပိုင်းအပိုင်းတစ်ပိုင်းစီမှာမေးခွန်း10ခုစီနဲ့ question အခု40ဖြေရမယ်နော်ဒါ IELTS listening ရဲ့ format now IELTS reading ကျတော့လေသူကဒီမှာကွဲသွားပြီလीနော် listening မှာကတော့ academic နဲ့ general ကတူတယ်ဒီမှာကျတော့နည်းနည်းမတူတော့ဘူး academic ကကျတော့ဒီစာပိုက်ပေါ့နော်စာပိုက်3ပိုက်ဖတ်ရတယ်ဟုတ်နော် reading passage 1 2 3ဖတ်ရတယ်အဲဒီ1 2 3 3ကတော်တော်ရှိပါတယ်စာပိုက်6ပိုက်9ပိုက်10ပိုက်လောက်ရှိတယ်ဟိုတော်တော်လေးကိုပြောလဲ complex တဲ့ဝါကြရတဲ့ဖတ်ရတယ် academic passage တွေနော် general ဆိုရင်တော့သူက everyday workplace ဆို social test ဆိုတာဒီကိုလုပ်ငန်းမှာတွေ့ရမယ့်ဟာမျိုးနော်ဒီခါကျလို့ရှိရင်ဒီကြော်ညာတို့သတင်းစာတို့ဒီလိုမျိုးစောင်းပါတော့ဒါမျိုးသဘောမျိုးတွေသူကဖတ်ရတယ်နော်ပြောလို့ရှိရင်တော့ academic ကနည်းနည်းလေးပိုခက်တာပေါ့နော်သူကလည်းမေးခွန်းအခု40ပါပဲနော်ဒီ reading တစ်ခုလုံးမှာမေးခွန်းအခု40သူမေးတယ်တဖြည်းဖြည်းနဲ့တော့သူကစင်ထားတာအရှိဆုံးကလာတဲ့စာထက်နောက်ကလာတဲ့စာရတဖြည်းဖြည်းနဲ့ပုံမှန်စာပိုက်သဘောထားရပိုခက်လာတယ်ဒါလေးလည်းသိထားတယ်နော်ဖြေရခါမှာဆရာတို့ strategy ရှိတယ်ဘယ်လိုလေးဖြေရမလဲဆိုတာလေးIELTS writing ကိစ္စ IELTS writing လေးကြတော့သူက task 1 နဲ့ task 2ဆိုမှ2မျိုးရှိတယ်
task 1ကျတော့academic နဲ့ general ကွာတယ် academic မှာကျတော့သူကဒီ diagram တို့ chat တို့ map တို့ဒါမျိုးလေးပေးထားတယ်အဲ့ဒါလေးကိုကျွန်တော် describe လုပ်ရတယ်เนาะဒီကိုတွေ့တဲ့ဒီပေးထားတဲ့ information ကိုသုံးသပ်ပြီးမှာပေါ့နော် compare and contrast တို့เนาะတင်ပြရမျိုး trend တွေရေးရမျိုးဒါမျိုးတွေလုပ်ရတယ် academic က general ကျတော့ letter တစ်စောင်ရေးရတယ်နော်ဒါကြတဲ့သူတို့မိကုန်းလေးပေးထားတယ်ကိုကအဲ့ဒါနဲ့ zero letter လေးရေးပြရတယ်ပြီးရင် task ကကျတော့ essay တစ်စောင်ရေးရတယ်အဲ့ essay မှာကိုက idea သူပေးထားတဲ့ idea ကိုဒီ argument ကိုက discuss လုပ်ရတယ်ဒီမှာသူပေးထားတဲ့မိကုန်းတွေကိုတေချာလေးဖြေရတယ်ပြောလို့ရှိရင် writing band က text 2ကအများကြီးလွှမ်းမိုးမှုရှိတယ်နော် text 1ကကျတော့ text 1 text 2နှစ်ခုလုံးပေါင်းတစ်နာရီဖြေရတာအဲ့မဲ့အချိန်ကိုတေချာခွဲဝေပြီးမှဖြေလိုက်ရမယ်နော်ရောက်ဆိုဖြေတဲ့ခါမှာ strategy တွေဒီ approach တွေရှိတယ်writing text 2ဆိုလို့ရှိရင်တော်တော်များဟိုကြောက်ကြတယ်မှာပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ essay အရှိကိုရေးရတဲ့ခါကျတော့ကိုကရေးနေကြမဟုတ်ဘူးဆိုလို့ရှိရင် academic စာအောင်ရေးရတဲ့ခါကျတော့တော်တော်လေးဆွဲလို့ရတဲ့ပိုင်းရှိကြတယ်နော်အမှတ်လည်းပိုရတယ်နော် band score ကတော်တော်များဆုံးဖြတ်တာ test 2ပါနော် IELTS speaking ကကြတော့သူက3ပိုင်းပါတယ် part 1မှာကျတော့ introduction ဆိုတာဒါမိတ်ဆက်တဲ့အပိုင်းရယ်ပြီး interview ဆိုတာကျတော့ဒီကိုယ်နဲ့ပတ်သက်တဲ့အကြောင်းတွေတော့မေးတာနော်ဒီကိုယ့်ရဲ့ hobbies တို့နော်ဒီ habits တွေနောက်ပြီးကိုယ် families တို့ hometown တောင်းလို့တွေမေးတာပြောရတာ part 2ကျတော့ individual long term ဆိုတာကိုတယောက်တည်းပြောရတဲ့အပိုင်း part 3ကျတော့ discussion ဆိုတာဒီ examiner နဲ့အပြန်အလှန်ဆွေးနွေးရတဲ့အပိုင်းအချိန်အနေနဲ့ကျတော့အရင်မကြောက်ဘူး part 1ဒီ4-5မိနစ်လောက်ပဲ part 2ကျတော့သူက preparation လေးပေးတယ်ပြီးတော့10 minute preparation ပေးတယ်ကိုကဒီမိကုန်းလေးတွေကြီးမှသူပြင်လို့ရတယ်ပြီးလို့ရှိရင်10 minute ကိုတယောက်တည်းပြောရတယ်တင်ပြရတယ်ပေါ့နော်နောက် discussion ကျတော့ပုံမှန် abstract ဖြစ်တဲ့ idea မျိုးသဘောတူတယ်နော်ဘယ်လိုသဘောတရားရှိတယ် discussion လေးကျွန်တော်လုပ်ရတယ်နော်ဒီ discussion part 3 discussion လေးက4-5မိနစ်လောက်ကြာတယ်နောက်ဒါဒီ face to face နော်ကိုနဲ့ပြောတဲ့သူက examiner အဲ့တော့နည်းနည်းများ pressure ရှိကြတယ်ဒါပေမဲ့ဟိုစိတ်အေးထိုင်းမှကိုလေ့ကျင့်ထားတဲ့အတိုင်းလေးဖြေနေတဲ့သူကတော့ခေါင်းအေးထားဖြေနေတဲ့သူကတော့ပုံမှန် handle လုပ်မှအဆင်ပြေတယ်examiner impression ပိုကောင်းတယ်ပေါ့နောက် IELTS band score အနေနဲ့ကကျတော့သူက band တွေက0 to 9ရှိတယ်0ကတော့ဒါဟိုလုံးဝဖြစ်တာပေါ့နော်မဖြေတာ1 to 5ကတော့ just ဒီ basic usage လောက်ပဲပြောလို့ရှိရင်ဟိုအခြေခံလောက်ပဲကိုသိရဆိုတဲ့ပုံမျိုးတောင်းတော့1 to 5လောက်က score 1 to 5လောက်ကဘယ်သူမှဟိုလက်ခံမလက်ခံဘူးဘယ်ကြောင်းဟို university တို့ဒီဟိုဝင်တို့တောင်းလက်မခံဘူးပေါ့နော်band 6လောက်ကစာမှာတောင်းတတ်ကြတယ်band 6ရဲ့သဘောကကျတော့ competent user competent ဆိုတာဒါဒီ English ကိုသုံးနိုင်တယ်နားလေတဲ့အဆင့်ပေါ့အခြေခံပေါ့ band 7ကျတော့တော်တော်လေးဟောကောင်းလာပြီဟိုတော်တော်လေး provision ဖြစ်လာပြီ band 8ကျတော့ very good ဟောတော်တော်ကောင်းတဲ့အဆင့်လို့သူတို့ဒါ official စလုံးသုံးလုံးနေနော်သူသုံးတာ good တို့ very good တို့နောက်ဆုံးမှာ band 9ရဆိုရင် excellent နော်အရင်ကတော်တယ်နော်ဒီ language ကိုတော်တော်လေးကိုကျွမ်းကျင်သုံးနိုင်တဲ့အဆင့်လို့သူတို့သတ်မှတ်တယ်ဒါကကျတော့ဒီ scale တစ်ခုချင်းစီကိုပေးတာဟော scale တစ်ခုချင်းစီမှာဒီ band တွေကမတူနိုင်ဘူးနော်တယောက်က scale အားသာ scale ရှိအားနည်း scale ရှိတယ်နော်အဲ့ overall ပြန်တွက်တယ်ဟို listening reading writing speaking ကို scale band တွေ blah blah ရဆိုအဲ့ဒီဘုံတော့ overall ပြန်တွက်တယ်ပြန်တွက်မှ average ယူမှာ band score overall မှာ band 7တို့ band 7.5တို့ဟောဒီ8တို့ဒါမျိုးထုတ်ပေးတယ်အဲ့မှာ individual scale မှာလည်း point နေဖြတ်နေဟိုမှာ6.5ဟော7 7.5ဒါမျိုး 0.5 လေးရှိရတယ်ဟုတ်ကဲ့နော်ပြီးတော့ဟိုနည်းနည်းသတိထားမှာဒီမှာဒီ testing လုပ်ပေးတဲ့ system မို့လို့သူကတကယ်တော့အကျအရှုံးမရှိဘူးเนาะ pass to fail လို့သူမထုတ်ပေးဘူးအဲ့လိုတွေထုတ်ပေးရမှာမဟုတ်ဘူးဒီ skill နဲ့ပဲသူက ban နဲ့ထုတ်ပေးတာဒါမှမဟုတ်ကိုက speaking မှာဖြစ် provision ဖြစ်တယ်ဆိုလို့ရှိရင်7 7.5 8အဲ့လိုရမယ်writing ဆိုလို့ရှိရင်ကျတော့အားနေဆိုကြ6.5ဒါမှဖြစ်သွားမယ်ဒါ overall မှာတော့ပြန်မှတော့မှာเนาะ ban ဒါပေမဲ့ individual မှာလည်းသူက ban score ကိုထုတ်ပေးတယ်အဲ့တော့ဟို requirement အနေနဲ့ကိုကဖတ်လို့ရှိရင်ကိုသွားမဲ့ university ကိုရှောက်မဲ့အလုပ်ဒါမျိုးတွေအတွက်ကိုရှောက်မယ်ဆိုလို့ရှိရင်ဒီ band score ဘယ်လောက်တွေတောင်းနေဆိုတာမျိုးတေချာလေးကိုဖတ်ရမယ်ဒါတစ်ခုနဲ့တစ်ခုကဟောဝင်ခွင့်ချင်းမတူနိုင်ဘူးလက္ခဏာချင်းမတူနိုင်ဘူးဟောဖွဲ့စည်းတစ်ခုနဲ့တစ်ခုနိုင်ငံတစ်ခုနဲ့တစ်ခုကကိုရှောက်မဲ့အလုပ်ကိုသွားမဲ့ကြောင်းဝင်ခွင့်ဒါတွေအတွက်ကိုတေချာလေး requirement တွေဖတ်ရမယ်သူတို့ကတချို့ကကြောင့် individual like ကိုတော့တောင်းတယ် band score ကဘယ်လောက်ဖြစ်ရမလဲအနည်းဆုံးဘယ်လောက်ဖြစ်ရမလဲဒါမျိုးတောင်းတယ်တချို့ကြောင့်လည်း overall ပဲတောင်းတယ်ဟုတ်တော့အဲ့မျိုးလေးတေချာလေးကိုကဟိုမှတ်သားပါလေ့လာပါဟိုမဖြေခင်ဒီစာမွေးဝင်မဖြေခင်ကလေးကကိုဒါကြီးသိထားမယ်ကိုတက်ကက်ကိုရအောင်လုပ်မှလေ့ကျင့်ထားမယ်အဲ့တော့ဒါကတော့ဆရာတို့ IELTS နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆရာတို့ share ပေးခဲ့တာပါဆရာတို့ IELTS page လေးကိုဒီ social media page တွေကို follow လုပ်ထားလို့ရပါတယ် like လုပ်ထားလို့ရပါတယ်ဆရာတို့ဒီ channel တွေမှာအကုန်လုံးမှာဆရာတို့ရှိပါတယ် Nova IELTS ဆိုမှ share လို့ရှိရင်ရပါတယ် IELTS နဲ့ပတ်သက်တဲ့အကြောင်းအရာလေးဆရာတို့ဒီမျှဝေပေးနေပါတယ်ပြောပြပေးနေပါတယ်နောက်ပြီး free content တွေလည်းဆရာတို့တင်ပေးနေပါတယ်တကယ်လို့
IELTS နဲ့ပတ်သက်လို့သိချင်တာရှိရင်မေးချင်တာရှိရင်လည်းချိန်မျိုးမေးလို့ရပါတယ်အကူအညီတောင်းလို့လည်းရပါတယ်